ဒါတော့ပိုက်ထဲမှာငါအဆူလိုက်ပြုံးလိုက်ဘယ်လိုဖမ်းမလဲဆိုတဲ့နည်းပဲဖြစ်ပါတယ်ငါအများကြီးရတယ်နော်ကြည့်သူကပိုက်အကြီးကြီးတွေကိုယူလာတယ်ပြီးတော့သူကဒီမှာစီပေးမှာဖြစ်ပါတယ်အဲ့ဒီငါလာတဲ့လမ်းကြောင်းမှာသူကတခြားကြောက်ဒီတီးပြီးတော့အဲ့ဒီအကြားထဲမှာပိုက်ကိုထည့်မှလားမသိဘူးချောင်းကလှတယ်နော်အဲ့ဒီချောင်းတွေကကစားချင်းဆရာကြီးငါတွေလည်းပေါ်မယ်ထင်ပါတယ်ဒီလိုလက်စားတဲ့ငါတွေအရန်စားချင်နေပြီဟောသူကရှင်းတောင်းထည့်လိုက်တယ်ပြီးတော့ရှင်းတောင်းအပေါ်မှာသူကအဲ့ဒီပိုက်ကိုထောင်းလိုက်တယ်အဲ့ဒီငါတွေကအဲ့ဒီပိုက်ထဲဝင်ပြီးဆိုရင်ဟိုမှာရှင်းတောင်းထဲရောက်ပြီပေါ့ရှင်းတောင်းကနေကြီးရောက်ပြီပေါ့ပြန်လိုက်ပြီဝင်လာပြီငါတွေရှင်းတောင်းထဲမှာသူ့ဘာသာသူဝင်နေတာကိုပြန်ပန်းပြီးတော့လှုပ်ရှားတော့မလို့သူ့ဘာသာသူဝင်နေတာကိုကကောက်လိုက်ရုံပဲမှတ်ရနော်တောင်ပေါ်ငါရန်စားလို့ကောင်းတယ်အဲ့ဒီငါတွေထဲလိုက်ပြီအများကြီးပဲနော်